ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုစနစ်ကြိမ်အတွက်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့စနစ်တွေကကောင်းနိုးရရစနစ်ကလေးကိုကျွန်တော်ခမန်းရွေးချယ်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကတော့ site 1ပေါ့နော် site 2ကိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ပဲတည်တံ့ပြပေးပါမယ်ပေါ့နော်ဒါကတော့ site 1 public ကမိတ်ဆွေတွေအကုန်တည်တယ်ပေါ့ဒါလေးကိုချပြပေးပါမယ်ကဲကြည့်အောင်ပေါ့နော်ဟောဒီမှာတဲ့ရှီပေါင်း4တဲ့ဗျဒီမှာရှီပေါင်း5တဲ့ဗျဟောဒီမှာရှီပေါင်း6တဲ့ဗျကဲသူ့ရဲ့အောက်မှာတဲ့အဲ့လို4 5 6လို့ရှီပေါင်းလေးတွေလုတ်ပြီးတဲ့စီနီယာအောက်မှာတဲ့8ထိပ်ဒီ8ထိပ်လို့ဒီမှာပို့တယ်ဒီမှာလည်း6ထိပ်ဒီ6ထိပ်လို့ဒီမှာပို့တယ်ဟောဒီမှာ3ထိပ်ဒီ3ထိပ်လို့ဒီမှာပို့ပါတယ်တဲ့အဲ့လိုပို့ရတဲ့တပြိုင်နဲ့သူ့ရဲ့အောက်မှာတဲ့ရှီပေါင်း9တဲ့ဗျပြီးတော့ရှီပေါင်း8တဲ့ဗျဒီမှာရှီပေါင်းခွင်တဲ့ဗျစီနီယာဆက်ကစားပါတယ်တဲ့ဟုတ်ပြီနော်ရှီပေါင်းခွင်ရှီပေါင်း8ရှီပေါင်း9ဆိုပြီးမှာကဲရှီပေါင်း9ရဲ့ဘေးမှာတဲ့ဟောဒီနောက်ထောင်3လုံးဒီ9တဲ့ဗျရှီပေါင်း8ကဘေးမှာနောက်ထောင်3လုံးဒီခွန်းတဲ့ဗျဒီမှာဒီ9တဲ့ကြီးရဲ့2ပွင့်ကြီးရဲ့ခွန်းပေါ့နော်ပြီးတော့ဟောဒီရှီပေါင်းခွန်းရဲ့ဘေးမှာကျတော့9တဲ့ဗျဒီမှာနော်6 9လေးဆို9အဲဆိုတော့ဒီနောက်ထောင်3လုံးဒီ9နောက်ထောင်3လုံးဒီခွန်းနောက်ထောင်3လုံးဒီ9ဆိုပြီး9ခွန်း9ပေါ့နော်မစီနီယာလေးတွေကစားပါတယ်တဲ့ကဲသူ့ရဲ့အောက်မှာကျတော့ခါနှလုံးဒီတဲ့8ခါနှလုံးဒီ8ခါနှလုံးဒီ8ဆိုပြီးမှပုံဒီကစားတယ်တဲ့ဗျဟုတ်ပြီနော်ခါနှလုံးဒီ8လို့ဒီလိုပုံတွေကစားသွားတာပေါ့နော်အဲကစားတဲ့ရဲ့ဘေးမှာပေါ့နော်ဟောဒီမှာထိတ်ထောင်နှလုံး9ထိတ်နဲ့9ထိတ်3ညရတယ်ဗျအဲ့ဒီ3ညမို့3ညရဲ့နှစ်ခါခွန်း3ချက်ကစားတယ်တဲ့ဒီမှာဘယ်လိုကစားထားဟုတ်ဒီဘူးရှိတ်3ည4 3ဒီခွန်းတဲ့ဗျဒီမှာတစ်ချက်ခွန်းတစ်ချက်နောက်ထပ်ဟောဒီ3ညခါရဲ့6ပိတ်ကဲဟောဒီ1ပိတ်ကဲလည်းခွန်းတဲ့ဗျ3ည6တက်ခွန်းပါပဲတဲ့အဲ့ဒီခွန်းမို့ဟောဒီ3ခါရဲ့ရှင်းနှလုံး4ရဲ့ပေါ့နော်3 3ည4ရလဲခွန်းပါပဲတဲ့ဘာကြောင့်လဲဟောဒီထိတ်ထောင်နှလုံး9ထိတ်နဲ့9ထိတ်နဲ့3ညမို့3ညနှစ်ခါခွန်းတစ်ချက်ဒီမှာ2ချက်ဒီမှာ3ချက်ပေါ့နော်3ညနှစ်ခါခွန်း3ချက်ကစားတယ်တဲ့ပထမကပ်ပေါ့နော်ဒုတိယကပ်ခါထောင်နှလုံး8မဲ့ကဲဘေးမှာတဲ့ဟောဒီ3ထိတ်နဲ့3ထိတ်ဒီ6ရဲ့နှစ်ခါဟောဒီမှာဟောဒီဘူးရှိတ်ဒီ9တဲ့ဗျဟုတ်ပြီနော်ဒီမှာ9နှစ်က9ပါတဲ့သူလဲ6ရဲ့နှစ်ခါ9ဒီ3ချက်ကစားမယ်ပေါ့နော်ဒီမှာဘူးရှိတ်က9တစ်ချက်ပြီးတော့ဟောဒီ6ခါရဲ့6ပိတ်ကဲဟောဒီ4ပိတ်ကဲလည်း9တဲ့ဗျနှစ်ချက်ရှိသွားပြီပြီးတော့ဟောဒီ4ခါရဲ့တဲ့ရှင်းနှလုံး9ပေါ့နော်ရှင်း4 3နှစ်ကလည်း9ပါပဲတဲ့အဲဆိုတော့ဘာကြောင့်လဲဟောဒီထိတ်ထောင်နှလုံး6မို့6ရဲ့နှစ်ခါဒီဘူးရှိတ်ကလည်း9ဟောဒီခါပိတ်ကလည်း9ဟောဒီ4ရဲ့3ရဲ့2ကဲဟောဒီဘူးမှောက်ရှိကလည်း9ဆိုမှ3ကတ်ကစားသွားတယ်ပေါ့နော်ကဲနောက်ဆုံးပေါ့နော်တတိယခါထောင်နှလုံး8ကဲဘေးမှာဟောဒီ3ညထိတ်နဲ့3ထိတ်နဲ့ဒီ3နဲ့ဗျနှလုံးပေါင်းချမ်း3ပေါ့နော်3ကြောင့်မို့3ရဲ့နဲ့ကဟောဒီဘူးရှိတ်ဒီ9လို့ကစားပြီးဒီမဲ့8ခွန်3ညဘူးရှိတ်ဒီ9တဲ့ဗျအဲ့ဒီ9မို့ကျွန်တော်တို့9 3ချက်ဆက်ကစားအောင်မယ်ဆိုရင်ပေါ့နော်ဟောဒီခွန်ခါရဲ့4ပိတ်ကဲ4ပိတ်ကဲမှာ9လို့ဖြစ်မယ်အဲ့ဆို4ပိတ်ပြီးတော့ဟောဒီ8ခါရဲ့ရှင်းနှလုံးရဲ့ခွင်ရဲ့မှာ9လို့ဖြစ်မှာဖြစ်တဲ့အတွက်ရှင်းနှလုံးပေါင်းချင်းဒီခွင်ဟုတ်ပြီနော်ရှင်းနှလုံးပေါင်းချင်းခွင်မှာဟောဒီ8ခါနဲ့ရှင်းနှလုံးပေါင်းချင်းခွင်နဲ့ဒီ9လို့ဖြစ်မယ်ဘာကြောင့်လဲဟောဒီထိတ်ထောင်နှလုံး3မို့3ရဲ့နှစ်ခါဘူးရှိတ်ဒီ9ဟောဒီခါပိတ်ဒီ9ဟောဒီ8ခါရဲ့ဒီရှင်းနှလုံးရဲ့9လို့ဖြစ်ချင်တာဖြစ်တယ်ရှင်းနှလုံးပေါင်းချင်းဒီခွင်မှာဟုတ်ပြီနော်အဲ့ဆိုတော့4ပိတ်နဲ့ရှင်းနှလုံးပေါင်းချင်းခွင်မှာခင်ဗျအဲ့ဆိုဒီ10ခွက်ပေါ့နော်ဒီ10ခွက်တဲ့ကကျွန်တော်တစ်ခွက်ရွေးချယ်ပေးထားပါတယ်ဒါကျွန်တော်မိတ်ဆွေတည်ပြီးသားဖြစ်မယ်ပေါ့နော်ဘာကြောင့်ကျွန်တော်ဒီလိုထုတ်ရတဲ့စနစ်ကိုဒါလေးကိုကျွန်တော်ရှင်းပြပေးတာခင်ဗျ site 2မှာတော့ဘာကြောင့်တစ်ခွက်ထဲကိုရွေးချယ်ပေးထားတဲ့စနစ်ကိုကျွန်တော်ထပ်မံရှင်းပြပေးအောင်ပေါ့နော်ဒါလေးကတော့ကျွန်တော် public ကမိတ်ဆွေများကိုလည်းသိစေချင်လို့ဒါလေးစနစ်ကပေးတော်မယ်ဆိုပေါက်စေချင်လို့ဒါလေးကိုကျွန်တော်10ခွက်လိုင်းချပြတာပါခင်ဗျဟုတ်ကဲ့စနစ်တွေကတော့သူ့စနစ်နဲ့သူအလုပ်လုပ်တယ်ပေါ့နော်ကဲဒီကျွန်တော်အခုရှင်းပြခဲ့တဲ့စနစ်ကလေးကိုလည်းရှင်းမယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ပြီနော်မရှင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကိုဖုန်းဆက်လို့မေးလို့ရတယ်ပေါ့နော်ဖုန်းဆက်ပြီးမေးလို့ရပါတယ်ခင်ဗျကျွန်တော်ရဲ့မိတ်ဆွေတီးတံပေါ့နော်အခြားလူတွေမဟုတ်ပါဘူးပေါ့နော်လိုင်းပေါ်မိတ်ဆွေတွေမပါပါဘူးကျွန်တော်မိတ်ဆွေအဟောင်းတွေတီးတံပေါ့နော်ကဲဒီစနစ်ကတော့လှလှပပဟာခွင့်မရှိအောင်လုပ်တော့တာပေါ့နော်စီနီယာဖြစ်ချင်းတွေထိတ်တူထိတ်ကစားခွက်တွေစီနီယာဖြစ်ချင်းတွေဒီမှနောက်ထောင်3လုံးဒီ9ခွန်9စနစ်တွေခါတော်နှလုံး10ပုံတွေကစားကွက်တွေပြီးတော့ရှင်းနှလုံး3ညရဲ့နက်ခတ်ခွန်3ချက်ကစားချက်တွေရှင်းနှလုံး6ရဲ့နက်ခတ်9 3ချက်ကစားကွက်တွေရှင်းနှလုံး3ရဲ့နက်ခတ်ဒီမှာ9နှလုံးကစားထားပြီးနောက်ထပ်9နှလုံးဆက်ကစားကြတာဖြစ်တဲ့အတွက်ဟောဒီဆက်ကွက်လိုင်းဒီအမတန်မှလှလှပပထွက်ပေါ်လာခဲ့ပြီပေါ့နော်ဒီထဲကလည်းကျွန်တော်အနေနဲ့တစ်ခွက်ထဲကိုချုပ်ပြထားပါတယ်ကဲမိတ်ဆွေများပေါ့နော်စိတ်ဝင်စားရင်